မင်္ဂလာပါရှင်အားလုံးရှော့ဖေးရောက်လာဖောင်းလေးဆက်ရှိကနေကြိုဆိုပါရရှင်ဒီနေ့တော့ညီမလုံးငါခုလာပြောပြပေးမယ်မင်္ဂလိအိမ်အလုပ်တွေပါရှင်ပထမလို့တနည်းကဒီရာစီမှာရှိတဲ့မင်္ဂလိအိမ်အလုပ်ပဲဖြစ်ပါရရှင်အိမ်တစ်ထပ်တစ်ထည့်2ယောက်ရှိမယ်ကလေးလေး2ယောက်ရှိမယ်နော်နောက်ပြီးတော့ကြောင်ကလေး2ကောင်ရှိမယ်ရှင်ကလေးထိုင်းတဲ့သူကရှိထားပြီးတော့ကိုကအိမ်အလုပ်ပဲလုပ်ပေးရမယ်အားစာကတော့တလား1000နဲ့ထောင်းနိုင်ရဲ့4ရက်မနာယူထင်900ပေးပါရရှင်နောက်ထပ်တနည်းကဒီလန်ကန်ဖဲမှာရှိတဲ့အိမ်လုပ်ပဲဖြစ်ပါရရှင်အိမ်3ထပ်တစ်ထည့်4ယောက်ရှိမယ်လူခန့်1ယောက်ရှိထားမယ်နော်လာစာကတော့တလား1000နဲ့ထောင်းပေးပါတယ်နိုင်ရဲ့4ရက်မနာယူထင်900ပေးပါရရှင်နောက်ထပ်တစ်ခုကဒီရက်ချတာမှာရှိတဲ့အိမ်လုပ်ပဲဖြစ်ပါရဲ့ရှင်တစ်ထင်း4ယောက်ရှိတယ်လာစာကတော့တလား1000နဲ့ထောင်ပေးတယ်နိုင်ရဲ့4ရက်မနာယူထင်900ပါနောက်ပြီးတော့သူဝိဝဌာနမှာလည်းအိမ်လုပ်ရှိမယ်နော်တစ်ထင်း4ယောက်ရှိတယ်ဒီအိမ်မှာလည်းလာစာကတော့တလားကို1000နဲ့ထောင်ပေးပါတယ်နိုင်ရဲ့4ရက်မနာယူထင်900ပေးပါရဲ့ရှင်နောက်ဆုံးတစ်ခုကကျတော့ဒီဘန်ဖီမှာရှိတဲ့မင်္ဂလိအိမ်လုပ်ပဲဖြစ်ပါတယ်တစ်ထည့်3ယောက်ရှိတယ်လာစာကတော့တလား1000နဲ့3000နိုင်ရဲ့4ရက်မနာယူထင်900ပေးတယ်နော်ဒီအလုံး5ခုဒီအိမ်လုံး5ခုကိုစိတ်ဝင်စားတဲ့ရှင်တော့လာဖောင်ရုံလေးဆက်ရှင်းမှာအချိန်မီရဲ့အလုံးလာစမတ်ထားလို့ရပါတယ်ရှင်စမတ်ကမရှိဘူးနော်အလုံးရမဝန်ဆောင်က1000ပေးရမှာဖြစ်ပါတယ်ရှင်ရုံနေတန်းဖိတယ်ရုံဖိချိန်ကမနေ့8နိုင်ကနေညနေ6နိုင်ထိနေတန်းဖိပေးပါရှင်လိုက်ဖုန်းဆက်လာလို့ရတယ်နော်ကျေးဇူးတင်ပါတယ်